မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ smartphone တွေခင်မစားသေးချိန် social media တွေမပေါ်ပေါက်သေးခင်အချိန်ကပြန်ဆိုင်မှုပြည့်ထန်ခဲ့တဲ့ Premier League အကြောင်းကိုပြန်ပြောင်းပြောကြည့်အောင်ပါခင်ဗျာ Premier League အသင်းတွေရဲ့ပြန်ဆိုင်မှုတွေနီးပြတွေရဲ့စကားစထိုးမှုတွေဟာပရိသတ်တွေကြားမှာအာပါအာရင်တန်တန်ညှင်းဆန်ဆွေးနွေးကြတဲ့ခေတ်တစ်ခုရှိခဲ့ပူပါတယ်အထူးသဖြင့်ဒီခေတ်ကာလတွေဟာ social media တွေ smartphone တွေခင်မစားသေးတဲ့အချိန်ပေါ့ဘောလုံးပွဲအကြောင်းဆွေးနွေးညှင်းခုန်မှုတွေဟာတပိဒီဇိုင်းတွေမှာပုံမတက်ဝင်လှုပ်ရှားခဲ့ပါတယ်အဲ့ဒီခေတ်ကြောင်ပြန်ပြောင်းပြောတဲ့အခါရှန်လက်ထားလို့မရတဲ့လူနှစ်ယောက်ရှိပါတယ်။အဲ့ဒါကတော့ဖာဂူဆန်နဲ့အာဆင်ဝင်းကပါပဲ။ပရီးမီးယားလိသမိုင်းကြောင်းကိုပြန်ပြောင်းပြောကြည့်ရမယ်ဆိုရင်မန်နေဂျာနှစ်ဦးရဲ့ပြန်ဆိုင်မှုကိုဘယ်သူမှမမေ့နိုင်ပါဘူး။သူတို့ကတော့မန်ချက်စတာယူနိုက်တက်ရဲ့ဂုရူကြီးဆာအဲလက်စ်ဖာဂူဆန်နဲ့အာဆင်နယ်ရဲ့ဒေါ်လာရေးသမားအာဆင်ဝင်းကားတို့ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးကြားပြန်ဆိုင်မှုဟာအင်္ဂလန်ဘောလုံးလောကမှာမကြုံဘူးသေးတဲ့စိတ်လှုပ်ရှားစရာအကောင်ဆုံးခေတ်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။1996ခုနှစ်မှာပြင်သစ်နိုင်ငံသားအာဆင်ဝင်းကအာဆင်နယ်ကိုစတင်ကင်တွယ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူဟာအင်္ဂလန်ဘောလုံးပရိသတ်တွေအတွက်အတော်လေးစိတ်ညစ်ခဲ့ပါတယ်။ဒါပေမဲ့ဝင်းကအင်္ဂလန်ရဲ့ရိုးရာပုံစံကိုခင်မိတဲ့စနစ်တွေနဲ့တော်လှန်ခဲ့ပါတယ်။သူဟာကစားသမားတွေရဲ့အာဟာရလေ့ကျင့်ခန်းပုံစံတွေကိုသိပ္ပံနည်းကျပြောင်းလဲခဲ့ပါတယ်။ခံစစ်အားပြုတဲ့ပုံစံကနေလှပတဲ့တိုက်စစ်စင်တဲ့ဘောလုံးပုံစံကိုမိတ်ဆက်ပေးခဲ့ပါတယ်။ Honorary Vieira တို့လိုနာမည်မကြီးသေးတဲ့ရေရှင်းရှိတဲ့ကစားသမားတွေကိုဥရောပကနေစောစီးစွာရှာဖွေတွေ့ရှိခဲ့ပြီးကျယ်ပွင့်ကစားသမားတွေဖြစ်လာအောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဝင်းကားရဲ့ဒီလိုပြောင်းလဲပေးမှုကြောင့်မန်ချက်စတာယူနိုက်တက်ကိုလွှမ်းမိုးထားတဲ့ဖာဂူဆန်အတွက်ကြီးမားဆုံးစိန်ခေါ်မှုကြီးတစ်ခုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်ဟာမန်ချက်စတာယူနိုက်တက်မှာစုစုပေါင်းဖလား38လုံးရရှိခဲ့ပြီးအထူးသဖြင့်ပရီးမီးယားလိဖလားကို73ချိန်ထိရယူနိုင်ခဲ့ပါတယ်။1999ခုနှစ်မှာရခဲ့တဲ့သမိုင်းဝင်ဖလား3လုံးအောင်မြင်မှုဟာယနေ့ချိန်ထိခဏဝင်အဖြစ်ကျန်ရှိနေစေပါ1998ခုနှစ်ကနေ2005ခုနှစ်အထိပရီးမီးယားလိကိုဒီနှစ်သင်းတွေကသာခွဲဝေယူခဲ့ကြပါတယ်။နှစ်သင်းချရှင်ပြိုင်မှုဟာပြင်းထန်လွန်းလို့ကွင်းထဲမှာကစားသမားတွေရန်ဖြစ်တာထိတ်တက်ရင်ဆိုင်တာတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။2004ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ကအာဆင်နယ်ရဲ့ရှုံးပွဲမရှိမှတ်တမ်းကိုအဆုံးသတ်ပြီးတဲ့နောက်ဝက်ဖက်ကဲလိုလူသိများတဲ့အစားအစာနဲ့ပြစ်ပေါက်ခဲ့တဲ့ဖြစ်ရမျိုးတော်ရှိခဲ့ပူပါတယ်။တစ်ဖက်မန်နေဂျာတွေဟာမီဒီယာကနေတဆင့်ပြိုင်ဘက်တွေကိုစိတ်တက်ပိုင်းဆိုင်ရာဖိအားပေးတဲ့စကားလုံးစစ်ပွဲတွေကိုဆင်နွှဲခဲ့ကြပါတယ်။ဖာဂူဆန်ကဝင်းကားကိုစူးစမ်းချောင်းမြောင်းသူပြပါလို့ခေါ်ခဲ့သလိုဝင်းကားကလည်းဖာဂူဆန်ကိုအရှုံးသမားကိုဘယ်တော့မှအပြစ်မမြင်မဲချားသူကိုပဲအပြစ်ပုံချတတ်သူလို့ဝေဖန်ခဲ့ပူပါတယ်။ဒါပေမဲ့ဒီပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေဟာနောက်ပိုင်းမှာအပြန်အလှန်လေးစားမှုတွေနဲ့ရှစ်ကြည်ရင်းနှီးမှုဖြစ်ပြောင်းလဲခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးဟာဘောလုံးလောကရဲ့ကြီးကျယ်မှုကိုဖန်တီးခဲ့တဲ့အတွက်အချင်းချင်းအလေးနဲ့ထားတန်ဖိုးထားခဲ့ကြပါတယ်။အာဆင်ဝင်းကတော့အာဆင်နယ်အတွက်ပရီးမီးယားလိဖလား3ကြိမ်ရရှိခဲ့ပါတယ်။ဒါ့အပြင် FA ဖလားအများဆုံးရပူးတဲ့မန်နေဂျာဖြစ်9ကြိမ်ရယူခဲ့ပါတယ်။အာဆင်ဝင်းရဲ့အကြီးမားဆုံးဂုဏ်ပုတ်ကတော့2003-2004ရာသီမှာပရီးမီးယားလိကိုရှုံးပွဲမရှိဖြစ်ဘိုးဆွဲခဲ့တဲ့အသင်းကိုဖန်တီးပေးနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။မန်နေဂျာရဲ့စကားလုံးစစ်ထိုးမှုတဲ့ဘိုမိုပြင်းထန်တာကတော့ဝင်းထဲကကစားသမားတွေရဲ့ရန်လိုမှုပါပဲ။ Patrick Vieira နဲ့ Ryan Kane တို့နှစ်ဦးဟာအသင်းကောင်းဆောင်တွေအနေနဲ့အမြဲတမ်းတင်းမာနေကြပါတယ်။လမ်းလျှောက်ဥမင်ထဲမှာတော့ရန်စကားတွေပြောဆိုခဲ့ကြပြီးကွင်းလယ်မှာဂျမ်မဒန်ရှင်ပြိုင်ခဲ့ကြပါတယ်။သူတို့နှစ်ဦးရဲ့ရန်ပွဲဟာနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကိုကုစားပြုခဲ့ပါတယ်။2003ခုနှစ် Battle of Old Trafford အပွဲပြီးမှာမန်ယူတိုက်စစ်မှုမစ္စတာရိုက်ဟာအာဆင်နယ်ကစားသမားဘီယရာကိုရန်စခဲ့ပြီးနောက်အာဆင်နယ်ကစားသမားအများပြားဟာသူ့ကိုဝိုင်းပြီးဖိအားပေးခဲ့ကြပါတယ်။ဒီပွဲဟာတမိုင်းမှာအကျဉ်းဆုံးပွဲတွေကတပွဲဖြစ်မှတ်တမ်းတင်ခဲ့ကြပါတယ်။အာဆင်နယ်ဟာ49ဘက်ဆက်ရှုံးပွဲမရှိမှတ်တမ်းကိုရယူထားချိန်မှာမန်ယူရဲ့ Old Trafford ကွင်းမှာရှုံးနေခဲ့ပါတယ်။ဒီပွဲမှာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေဟာအာဆင်နယ်ကိုထိခိုက်ခဲ့တယ်လို့ဝင်းကားကခန့်စားခဲ့ရပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ကစားသမားတွေဟာလမ်းလျှောက်ဥမင်ထဲမှာထပ်မံရန်ဖြစ်ခဲ့ကြပြီးအာဆင်နယ်ကစားသမားတူကဖာဂူဆန်ကိုပီဇာနဲ့ပြစ်ပေါက်ခဲ့တဲ့ဖြစ်ရမျိုးပါရှိခဲ့ပါတယ်။ဒီဖြစ်ရကသူတို့ရဲ့ပြိုင်ဆိုင်မှုဟာကွင်းထဲမှာတည်းမဟုတ်ပဲကွင်းပြင်ပမှာပါဘလောက်အထိပြင်းထန်ခဲ့သလဲဆိုတာကိုပြသနေပါတယ်။ပရီးမီးယားလိရဲ့ဒီထွတ်ထိပ်ကာလမှာတသင်းရဲ့ပရိသတ်တွေကြားမှာပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေလည်းရှိခဲ့ပါတယ်။မန်ယူပရိသတ်တွေဟာသူတို့ဟာအမြဲတမ်းဖလားရည်တွက်နဲ့ကြောဝါလိရှိပါတယ်။ဖာဂူဆန်လက်ထက်မှာမန်ယူဟာပရီးမီးယားလိကို73ကြိမ်တောင်ရရှိခဲ့ပြီးချန်ပီယံလိဖလားကိုရရှိထားတာကအာဆင်နယ်ထက်ပိုမိုတာလွန်ကြောင်းပြောဆိုလေးရှိပါတယ်။ဝင်းကားရဲ့အာဆင်နယ်အသင်းဟာလှလှပပဘောလုံးကိုကစားပေမဲ့ချန်ပီယံလိဖလားကိုရယူနိုင်ခြင်းမရှိဘူးလို့ဝေဖန်တတ်ကြပါတယ်။အာဆင်နယ်ပရိသတ်တွေကတော့သူတို့အသင်းရဲ့ကစားရန်လှပမှုကိုကြွားဝါလေးရှိပါတယ်။မန်ယူရဲ့ကစားဟန်ကနိုင်ပွဲရလဒ်ကိုသာရယူဖို့အဓိကထားပြီးအာဆင်နယ်အသင်းကတော့ဖျော်ဖြေမှုပေးနိုင်တယ်လို့ပြောဆိုကြပါတယ်။အာဆင်နယ်ပရိသတ်တွေဟာ
ရွှေဖလားရရှိမှုကိုအမြဲတမ်းကြွားဝါဂုဏ်ယူလေ့ရှိပါတယ်။ဝင်းနေရကစားသမားတွေရဲ့ထိတ်တက်ရင်ဆိုင်မှုများကိုပရိသတ်တွေကလည်းစိတ်အားထက်သန်စွာပါဝင်ခဲ့ကြပါတယ်။ပရိသတ်တွေဟာကိုတင်းရဲ့ကစားသမားရန်လိုမှုပြင်းထန်မှုတွေပြုလုပ်တဲ့အခါပိုပြီးအားပေးထောက်ခံလေ့ရှိပြီးပြိုင်ဘက်အသင်းရဲ့ကစားသမားတွေကိုအတန်ကျကျနဲ့လှောင်ပြောင်လေ့ရှိပါတယ်။အထူးသဖြင့် Old Trafford ဒါမှမဟုတ် Highbury Emirates ကွင်းတွေမှာဒီနှစ်သင်းတွေ့ဆုံတဲ့အခါပရိသတ်တွေရဲ့ဆူညံတန်နဲ့ရန်လိုမှုဟာအမြင့်ဆုံးအဆင့်မှာရှိလေရှိပါတယ်။မန်နေဂျာတွေကြားကစကားစစ်ထိုးပွဲဟာပရိသတ်များကြားကိုပါကူးစက်ခဲ့ပါတယ်။ပါကူဆန်ကဝင်းကားကိုပီပါစူးစမ်းချောင်းမြောင်းသူလို့ပြောတဲ့အခါမန်ယူပရိသတ်တွေကဝင်းကားကိုအဲ့ဒီနာမည်နဲ့လှောင်ပြောင်ဖို့တုံးခဲ့ကြပါတယ်။အလားတူပဲဝင်းကားကမန်ယူအသင်းရဲ့ကစားပုံကိုညှစ်ပတ်တယ်လို့ဝေဖန်တဲ့အခါအာဆင်နယ်ပရိသတ်တွေကထောက်ခံခဲ့ကြပါတယ်။နှစ်သင်းကြားကရန်လိုမှုဟာအရွယ်ရောက်ပြီးတဲ့ပရိသတ်တွေကြားမှာမဟုတ်ပဲကျောင်းနေအရွယ်ကစားသမားကြားမှာပဲဘသူအသင်းကပိုကောင်းတယ်ဆိုတဲ့အငင်းပေါက်မှုတွေနဲ့ပြည့်နှက်နေပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာတော့ပရိသတ်ချင်းချင်းခိုက်ရန်ဖြစ်ပွားမှုများမကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ဒီလိုပွဲမျိုးဆိုရင်လုံခြုံရေးကိုအထူးတင်းကျပ်စွာစောင့်ကြည့်ရတဲ့ပွဲစဉ်တွေကဒီနှစ်သင်းထိတ်တိုက်တွေ့ဆုံမှုကထိတ်ဆုံးကပါဝင်နေပါတယ်။ဖော်ကူဆန်နဲ့ဝင်းကားတို့ရဲ့ပြိုင်ဆိုင်မှုဟာမန်နေဂျာနှစ်ဦးရဲ့ဒဏ္ဍာရီဆန်ဆန်ထိတ်တိုက်တွေ့ဆုံမှုသာမကပဲကလပ်အသင်းတစ်ခုရဲ့ယဉ်ကျေးမှုကစားဟန်နဲ့ခံယူချက်တွေကြားကပြိပခါတွေကိုကိုစားပြုတဲ့အတွက်ပရိသတ်တွေကြားမှာဒီလိုပြည့်ထန်တဲ့ရန်လိုမှုတွေရှိခဲ့တာပါ။ဆာအိုင်လက်စ်ဖာကူဆန်နဲ့အာဆင်ဝင်းကားတို့ရဲ့ပြိုင်ဆိုင်မှုဟာဘောလုံးကွင်းထဲမှာသာရပ်တန့်မနေပါဘူး။ပြိုင်ဆိုင်မှုအချိန်မြင့်ဆုံးကာလမှာဒီနီးပြကြီးနှစ်ဦးဟာသတင်းစာရှင်းလင်းပွဲတွေနဲ့မီဒီယာကနေတဆင့်ပြိုင်ဘက်တွေကိုစိတ်ပိုင်းဆိုင်ရာဖိအားပေးတဲ့ထင်ရှားတဲ့စကားလုံးစစ်ပွဲတွေကိုပါဆင်နွှဲခဲ့ကြပါတယ်။ဒီစကားလုံးထိုးစစ်ပွဲတွေဟာဘောလုံးပွဲတွေကိုပိုပြီးပျော်စရာကောင်းအောင်မြင့်တင်ပေးခဲ့ပါတယ်။ဖာကူဆန်ဟာဝင်းကားရဲ့အာဆင်နယ်ရဲ့လှပတဲ့ဘောလုံးကစားဟန်ကိုရှေ့ကျူးခဲ့ပေမဲ့သူတို့ဟာအနိုင်ရလိုတဲ့စိတ်ဓာတ်အားနည်းနေတယ်လို့အမြဲတမ်းဝေဖန်လေးရှိပါတယ်။ဖာကူဆန်ကဝင်းကားပြောတဲ့အတိုင်းသူတို့ဟာဘောလုံးကိုနေရာနှံ့ပေးဖို့ကစားနိုင်တယ်။ကောင်းမွန်တဲ့ဘောလုံးကစားနေပါဒါပေမဲ့သူတို့ဟာအဆုံးဖြတ်ပိုင်းမှာထင်သလောက်မစွမ်းဆောင်နိုင်ဘူးသူတို့မှာအနိုင်ရလိုတဲ့စိတ်ဓာတ်မရှိဘူးလို့ဖာကူဆန်ကဆိုပါတယ်ဒါ့အပြင်ဝင်းကရှုံးနေရင်ဘယ်တော့မှသူ့အသင်းကိုအပြစ်မတင်ဘူးဆိုတဲ့အချက်ကိုဖာကူဆန်ကပြစ်မှတ်ထားပြောဆိုခဲ့ပူပါတယ်ဝင်းကဟာသူ့အသင်းကိုရှုံးနေရင်ဘယ်တော့မှအပြစ်မပြင်ဘူးသူကအမြဲတမ်းတခြားသူကိုပဲအပြစ်ပုံချတတ်တယ်လို့ဖာကူဆန်ကထပ်လောင်းပြောကြားခဲ့ပူပါတယ်2003-2004ရာသီမှာအာဆင်နယ်ဟာပရီးမီးယားလိကိုရှုံးပွဲမရှိဘိုးဆွဲတယ်ဆိုတဲ့သမိုင်းဝင်မှတ်တမ်းကိုရယူခဲ့ပါတယ်ဒီမှတ်တမ်းကို2004ခုနှစ်မှာမန်ယူကအဆုံးသတ်ခဲ့ပြီးနောက်ဘာဂူဆန်ဟာဥရောပဖလားကိုကိုကားပြီးဝင်းကားကိုစိန်ခေါ်ခဲ့ပူပါတယ်ကျွန်တော်တို့ရဲ့အသင်းကိုအာဆင်နယ်ကပိုကောင်းတဲ့အသင်းဖြစ်လာအောင်ဖန်တီးပေးခဲ့ပါတယ်ဝင်းကားကပရီးမီးယားလိဖလားကိုကျွန်တော်တို့နဲ့အပြိုင်ယူခဲ့ပူပါတယ်ဒါပေမဲ့သူ့အသင်းကဘယ်နှခါများချန်ပီယံလိဖလားရခဲ့ဘူးတလဲလို့ဖာဂူဆန်ကတောင်းပြောင်းခဲ့ပူပါတယ်ဖာဂူဆန်ဟာဝင်းကားကသူ့အသင်းကိုသာစိတ်ဝင်စားပြီးအမြဲတမ်းစောင့်ကြည့်နေတတ်တယ်လို့ဆွဆွဲခဲ့ပြီးဝင်းကားကိုပြင်းထန်တဲ့နာမည်ပြောင်းတစ်ခုပေးခဲ့ပါတယ်သူ့ကိုစူးစမ်းချောင်းမြောင်းသူဝီပါလို့ခေါ်ခဲ့ပူပါတယ်အာဆင်ဝင်ကကျွန်တော်တို့ရဲ့ပွဲစဉ်တွေကိုပဲကြည့်နေတယ်ကျွန်တော်တို့အကြောင်းကိုပဲပြောနေတယ်လို့ဖာဂူဆန်ကဆိုပါတယ်ဒီစကားကိုဝင်းကားကလက်မခံပဲပြန်လဲတုတ်ပြန်ခဲ့ပါတယ်ဖာဂူဆန်ပြောတာကလက်မခံနိုင်စရာပါသတင်းစာရှင်းလင်းပွဲမှာဘောလုံးပွဲအကြောင်းမပြောရဲဘာပြောရမှာလဲသူဟာနိုင်ငံတကာဘောလုံးလောကမှာမန်ချက်စတာယူနိုက်တက်တသင်းနဲ့ရှိနေတယ်လို့ထင်နေတာလားဟုအာဆင်ဝင်ကပြန်လဲတုတ်ပြန်ခဲ့ပါတယ်တိုက်ဆိုင်မှုအပြင်းထန်ဆုံးအချိန်မှာဖာဂူဆန်ဟာပွဲပြီးတိုင်းပြိုင်ဘက်နီးပြကိုဝိုင်းတောက်ဖို့ဖိတ်ခေါ်ပြီးစကားပြောလို့ရှိပေမဲ့ဝင်းကဒီဖိတ်ခေါ်မှုကိုညှင်းပယ်ခဲ့ပါတယ်။ဖာဂူဆန်ကပွဲပြီးရင်ကျွန်တော်ဝိုင်းဒဘလင်းနဲ့ဖိတ်ခေါ်တတ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ဘဝမှာဖာဂူဆန်လိုလူနဲ့အတူထိုင်ပြီးစကားပြောဖို့လိုအပ်တယ်လို့မခံစားခဲ့ရပါဘူး။ကျွန်တော်တို့မှာပြိုင်ဆိုင်မှုပြည့်ထန်ခဲ့ပါတယ်လို့ဝင်းကဆိုပါတယ်။ဒီလိုမျိုးစကားလုံးစပွဲတွေဟာဝင်းပြင်ပမှာပွဲစဉ်ရဲ့အရှိန်အဝါကိုမြင့်တင်ပေးခဲ့ပြီးပရီးမီးယားလိကိုပြည်သက်တွေပိုပြီးဆွဲလန်းစေခဲ့ပါတယ်။သို့ပေမဲ့ကံကောင်းစွာနဲ့ပဲဒီနီးပြကြီးနှစ်ဦးစလုံးအနားယူပြီးတဲ့နောက်မှာတော့သူတို့ဟာအပြန်အလှန်လေးစားတန်ဖိုးထားခဲ့တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ကြပြီးယနေ့အချိန်ထိဘောလုံးလောကရဲ့ကဏ္ဍဝင်ပုဂ္ဂိုလ်များအဖြစ်အတူတကွရပ်တည်နေကြပါပြီ။ဒီနီးပြကြီးနှစ်ဦးဟာပရီးမီးယားလိရဲ့ခေတ်သစ်ကိုအစပြုခဲ့တဲ့ဗီတုကာတွေပါ။သူတို့ရဲ့ထူးခြားတဲ့ခေါင်းဆောင်မှုကစားသမားတွေရဲ့စိတ်သက်ပြင်းထန်မှုနဲ့ဝင်းထဲမှာလှလှပပဒါမှမဟုတ်ချမ်းချမ်းတန်းတန်းရှင်ပြိုင်မှုတွေဟာကျွန်တော်တို့ပြည်သက်တွေအတွက်အဖို့မဖြတ်နိုင်တဲ့အမှတ်တရတွေကိုခြံထားပေးခဲ့ပါတယ်။အထူးသဖြင့်အဲ့ဒီခေတ်ကာလတွေမှာဘောလုံးပွဲတွေအကြောင်းဆွေးနွေးညှင်းခုန်မှုတွေဟာလက်ဖက်ရည်ဆိုင်တွေမှာပုံမတက်ဝင်လှုပ်ရှားခဲ့ပါတယ်။ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေပြီးတိုင်းမန်နေဂျာနှစ်ဦးရဲ့ဝေဖန်မှုတွေကိုနားထောင်ဖို့စောင့်ဆိုင်းခဲ့ရတာဟာအခုခေတ်လိုချက်ချင်းမသိရတဲ့အတွက်
ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့လွမ်းမောပွဲဘောလုံးပုံသဏ္ဍာန်တစ်ခုဖြစ်ခဲ့ပါတယ်။အခုဆန်းနားသွားချိန်မှာဝင်းကဟာမန်ယူနဲ့ပြိုင်ဘက်မရှိတော့လို့လိဟာသွားတဲ့ခံစားချက်ကိုတော့ခံစားခဲ့ပူပါတယ်။ဒီနေ့ဒီအချိန်မှာတော့သူတို့နှစ်ဦးစလုံးဟာအနားယူသွားခဲ့ပေမဲ့ဒီလိုကဏ္ဍဝင်နီးပြနှစ်ဦးကသူတို့ရဲ့ကလပ်တင်းကိုနှစ်ပေါင်းများစွာလွှမ်းမိုးပြီးရှင်ပြိုင်ခဲ့တဲ့ထိုခေတ်ကာလကိုပရီးမီးယားလိပရိသတ်တိုင်းဟာထာဝရလွမ်းမောတတိရနေကြရအောင်မှာဖြစ်ပါတယ်။